ဆက်လက်ပြီးမြန်မာနိုင်ငံအတွင်းလက်ရှိနိုင်ငံရေးအခြေအနေနဲ့ပြည်သူတွေစောင့်ကြည့်နေတဲ့အဓိကအကြောင်းအရာတွေကိုနောက်ဆုံးရသတင်းပုံစံနဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေဟာဆက်လက်ပြီးရှုပ်ထွေးနေဆဲဖြစ်ပြီးဒေသအလိုက်မတည်ငြိမ်မှုတွေစီမံခန့်ခွဲမှုဆိုင်ရာစိန်ခေါ်မှုတွေနဲ့လူမှုစီးပွားရေးအခြေအနေတွေကလည်းတိုက်ရိုက်ဆက်စပ်နေပါတယ်။ဒီအခြေအနေတွေကြောင့်ပြည်သူလူထုအတွက်နေ့စဉ်ဘဝမှာဖိအားတွေပိုမိုခံစားနေရတာကိုတွေ့ရပါတယ်။တစ်ဖက်မှာတော့နိုင်ငံရေးနဲ့ဆက်စပ်တဲ့သတင်းတွေဆွေးနွေးမှုတွေဟာပြည်တွင်းမှာသာမကပြည်ပနိုင်ငံတွေမှာပါစောင့်ကြည့်ခံနေရပြီးမြန်မာနိုင်ငံရဲ့အနာဂတ်တည်ငြိမ်ရေးအတွက်စိတ်ဝင်စားမှုမြင့်မားနေပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းမြန်မာနိုင်ငံအခြေအနေကိုဆက်လက်စောင့်ကြည့်နေပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေအကြားဆက်သွယ်ဆွေးနွေးမှုတွေရှိနေပါတယ်။ပြည်တွင်းအခြေအနေမှာတော့ဒေသအလိုက်လုံခြုံရေးအခြေအနေအုပ်ချုပ်ရေးလုပ်ငန်းစဉ်များနဲ့လူထုဝန်ဆောင်မှုဆိုင်ရာခက်ခဲတွေကနိုင်ငံရေးအခြေအနေပေါ်တိုက်ရိုက်သက်ရောက်နေပါတယ်။အထူးသဖြင့်စီးပွားရေးလျှက်စစ်မီလမ်းပန်းဆက်သွယ်ရေးလိုအခြေခံကဏ္ဍတွေမှာလည်းတက်ရောက်မှုတွေရှိနေပါတယ်။လူမှုကွန်ရက်တွေမှာလည်းနိုင်ငံရေးသတင်းတွေသတင်းမှန်တွေရောနှောနေတဲ့အခြေအနေတွေကြောင့်ပြည်သူတွေကသတင်းအရင်းအမြစ်ကိုတေချာစစ်ဆေးဖို့လိုအပ်လာပါတယ်။အထူးသဖြင့်အလျင်မြန်ဖြန့်ဝေတဲ့သတင်းတွေကိုမယုံကြည်ခင်စစ်ဆေးဖို့အရေးကြီးပါတယ်။အကျဉ်းချုပ်ပြောရမယ်ဆိုရင်လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေဟာတည်ငြိမ်မှုမပြည့်စုံသေးဘဲဆက်လက်စောင့်ကြည့်ရမယ့်အခြေအနေတစ်ခုဖြစ်ပါတယ်။ပြည်သူလူထုအနေနဲ့လည်းနေ့စဉ်သတင်းတွေကိုတေချာစောင့်ကြည့်ပြီးအေးအေးဆေးဆေးနဲ့သတိထားနေထိုင်ဖို့လိုအပ်ပါတယ်။နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီနေ့မှာတော့မြန်မာနိုင်ငံအတွင်းလက်ရှိဖြစ်ပေါ်နေတဲ့မိုးလေဝသအခြေအနေနဲ့နောက်ဆုံးရသတင်းများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာမြန်မာနိုင်ငံအတွင်းမိုးလေဝသအခြေအနေဟာဒေသအလိုက်ကွဲပြားမှုရှိနေပြီးအချို့ဒေသတွေမှာမိုးနှဲငယ်ရွာသွန်းမှုတွေရှိနေသလိုအချို့ဒေသတွေမှာတော့ပူပြင်းတဲ့ရာသီဥတုကိုဆက်လက်ခံစားနေရပါတယ်။အထူးသဖြင့်အလဲပိုင်းဒေသတွေမှာနေကင်းပိုင်းချိန်များတွင်အပူချိန်မြင့်တက်နေပြီးနေရောင်ခြည်ပြင်းထန်မှုကြောင့်အပြင်ထွက်သွားလာရာတွင်သတိထားရန်လိုအပ်နေပါတယ်။ညပိုင်းချိန်တွေမှာတော့အပူချိန်အနည်းငယ်ကျဆင်းတော့လဲလေထုအပူချိန်ရှိနေဆဲဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့တောင်ပိုင်းနှင့်ကမ်းရိုးတန်းဒေသအချို့တွင်မိုးတိမ်ထူထပ်မှုများကြောင့်မိုးအနည်းငယ်မှမိုးအသင့်အတင့်ရွာသွန်းနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။မိုးရွာသွန်းမှုရှိတဲ့ဒေသတွေမှာလမ်းပန်းဆက်သွယ်ရေးအခက်အခဲအနည်းငယ်ဖြစ်နိုင်တာကြောင့်သတိထားဖို့လိုအပ်ပါတယ်။လေတိုက်နှုန်းအခြေအနေကိုကြည့်မယ်ဆိုရင်တချို့ဒေသတွေမှာလေပြင်းနှဲငယ်တိုက်ခတ်နိုင်တဲ့အခြေအနေတွေရှိနေပြီးတစ်ပင်ကြီးများအောက်တွင်နေထိုင်ခြင်းကိုရှောင်ရှားသင့်ပါတယ်။ထို့အပြင်နွေရာသီအခြေအနေကြောင့်ရေရှားပါမှုအချို့လည်းဖြစ်ပေါ်နိုင်တာကြောင့်ရေသုံးစွဲမှုကိုသတိထားပြီးစီမံခန့်ခွဲရန်လိုအပ်နေပါတယ်။မိုးလေဝသကျွမ်းကျင်သူများ၏ခန့်မှန်းချက်အရနောက်ရက်များတွင်လည်းဒေသအလိုက်မိုးအနည်းငယ်ရွာသွန်းနိုင်ခြေရှိပြီးအပူချိန်အနည်းငယ်ပြောင်းလဲမှုများဖြစ်နိုင်တယ်လို့သိရပါတယ်။ထို့ကြောင့်ပြည်သူများအနေဖြင့်နေ့စဉ်မိုးလေဝသအခြေအနေကိုစောင့်ကြည့်ပြီးတွာလာနေထိုင်ရန်အကြံပြုထားပါတယ်။အကျဉ်းချုပ်ပြောရမယ်ဆိုရင်လက်ရှိမြန်မာနိုင်ငံမိုးလေဝသအခြေအနေဟာဒေသအလိုက်ကွဲပြားနေပြီးအပူချိန်မြင့်ဒေသများမှာသတိထားရန်လိုအပ်သလိုမိုးရွာသွန်းနိုင်တဲ့ဒေသများမှာလည်းတွာလာမှုကိုသတိပြုရန်လိုအပ်နေပါတယ်။